တဝတ်စားဆင်ရင်မှု appearance ခေတ်ပေါ်အဝတ်စားတွေအပြိုင်ဆိုင်ဝတ်ဖို့မလိုပါဘူးမိမိနဲ့လိုက်ဖက်ပြီးတန်ရှင်းတက်ရက်တဲ့အဝတ်စားကိုရွေးချယ်တတ်ဖို့ပဲလိုတာပါ first impression ဆိုတာတင့်ရဲ့ပြင်ပတန်ရှင်းမှုကနေစတာပါနှစ်အပြောအဆိုနဲ့နှုတ်မူအရာ communication စမတ်ကြတဲ့အမျိုးသားတစ်ယောက်ဟာစကားကိုလိုရင်းတိုရှင်းနဲ့ယဉ်ကျေးစွာပြောဆိုတတ်ပါတယ်ပိုအရေးကြီးတာကသူတစ်ပါးစကားပြောရင်လည်းအလေးနဲ့နားထောင်ပေးတတ်တဲ့သူ good listener ဖြစ်ဖို့ပါသုံးအတွေးခေါ်နဲ့ဗဟုသုတ mindset အမြဲတမ်းလေးလာသင်ယူနေပြီးမိမိကိုယ်ကိုယုံကြည်မှုရှိပါဘလို့အခြေအနေမျိုးမှမဆိုစိတ်အေးထားပြီးရင့်ကျက်စွာဆုံးဖြတ်ချက်ချနိုင်တာဟာ smart man တိုင်းမှာရှိတဲ့အကောင်းဆုံးအရေးချင်းပဲဖြစ်ပါတယ်အဝတ်အစားကတင့်ကိုယ်တဲ့ကိုပုံဖော်ပေးပြီးတင့်ရဲ့အရေးချင်းနဲ့စရိုက်ကတော့တင့်ရဲ့ smart ဖြစ်မှုကိုသက်သေပြပါလိမ့်မယ်ဒီနေ့ကစပြီးလူကြီးမင်းတို့ရဲ့နေ့စဉ်ဘဝမှာဒီအချက်တွေကိုပြောင်းလဲကျင့်သုံးကြည့်လိုက်ပါတေချာပေါက်အားလုံးထက်ထင်ပေါ်တဲ့ smart man တစ်ယောက်ဖြစ်လာမှာပါ